ဒီနေ့လာပြောပြပေးမယ့်ခေါင်းစဉ်ကကာမတော်တဆလူငယ်နှစ်ယောက်ရှိရရှင်နာမည်က M နဲ့ King M နဲ့ King ကနေမှာနေတဲ့သူဒါပေမဲ့သူတို့နှစ်ယောက်ကဘန်ကောက်မြို့ထဲမှာအလုပ်သွားလုပ်ကြတယ်ရှင်တနေ့မှာတော့ M နဲ့ King ကနေမှာရှိတဲ့မိဘကိုပြန်သွားလေရှင်ကြလို့သူတို့ရဲ့ကားနဲ့နေကိုပြန်သွားကြတယ်နေ့လေအချိန်လုံးမှသူတို့ခရီးစားထွက်ကြတယ်ရှင်လမ်းတစ်ဝက်မှာသူတို့ကဟိုဆိုင်ဝင်ဒီဆိုင်ဝင်လှုပ်တဲ့အပြင်ရှုခင်းလန်းလာလေးနေရာတွေတွေ့ရင်လေကားပေါ်ကဆင်းသွားပြီးတက်ပုံဆင်းရိုက်ကြသေးတယ်ရှင်ဟိုနိုင်ကြီးကြည့်လိုက်တဲ့အချိန်မှာတော့ည6နေတောင်ထိုးတော့မယ်ဒါကြောင့်ပဲကင်ကရွာသွားတဲ့ဖြက်လန်းကိုတီးတယ်လို့ M ကိုပြောတယ်ဒါကြောင့်ကင်ပြောတဲ့လမ်းအတိုင်း M လဲမောင်းပြန်သွားတယ်ရှင်သူတို့သွားတဲ့ဖြက်လန်းကမီးလည်းမရှိနေအိမ်လည်းမရှိလူသွားလူလာလည်းမရှိအခြားကားဖြတ်သွားဖြတ်လာတာတွေလည်းမရှိဘူးတိတ်ဆိတ်နေတာပဲအဲ့ဒီအချိန်သူတို့ကားပေါ်ကမီးကလွယ်ပြီးမောင်မဲနေတာပဲတရှင် M ကခီးမြန်မြန်ရောက်ရှင်တော့ကားအမြန်ကြီးမောင်းတယ်အဲ့ဒီအချိန်မိုးလဲရွာနေတယ်ရှင် M အမြန်ကြီးမောင်းတော့ကင်ကကြောက်တယ်ဒါကြောင့်ကင်က M ကို M ဖြည်းဖြည်းပဲမောင်းတည်းများတယ်လို့ M ကိုပြောလဲ M က Q မဆိုင်ဘူးမကြားတလို့မျိုးပဲကားကိုအရှိန်မြန်မောင်းတယ်နောက်ဆုံးသူတို့ရဲ့ကားကတိပင်ကြီးနဲ့တွားတိုက်မိတယ်ရှင်အပြင်းအထန်တွားတိုက်မိတယ်ကားတိုက်မိပြီးနောက် M ကအရင်ကားတိုက်ပြီးနောက်ကင်ကအရင်တတိလဲလာတယ်ကင်သူတတိလဲလာတော့သူ M ကိုနိုးတယ်ရှင်နိုးတော့ M လဲတတိလဲလာတယ် M သူကပြောငါဘာမှမဖြစ်ဘူးငါဘာမှမနာဘူးလို့ပြောတယ်ဒါကြောင့်နေရောက်တာကားပေါ်ကနေဆင်းလာကြပြီးလမ်းဘေးမှာပြန်သွားရက်တယ်တကယ်လို့ဖြတ်သွားဖြတ်လာတဲ့ကားရှိရင်သူတို့အကူညီသွားတောင်းဖို့ရှင်သူတို့အချိန်အကြာကြီးရက်နေခဲ့တယ်ဒါပေမဲ့ဖြတ်သွားဖြတ်လာတဲ့လူလည်းမရှိသလိုကားလည်းမရှိဘူးအဲ့ဒီအချိန်မှာပဲရှေ့ခေတ်ရိုးရာဝတ်ထားတဲ့ရွာတူရွာသားတအုပ်စုကသူတို့ရှေ့နာကိုဖြတ်လာတယ်ရှင်အဲ့ဒီရွာတူရွာသားတွေရဲ့လက်ထက်မှာကိုစီအလူစာတွေနဲ့ကင်ထားတယ်ပြီးတော့တန်းစီပြီးတနေရာကိုတွားကြမဲ့ပုံပေါ်လို့ M နဲ့ကင်ကရွာတူရွာသားကိုတွေ့တော့ကျွန်တော်တို့ကိုကူညီပါအောင်လို့ပြောတယ်ဒါပေမဲ့အဲ့ဒီရွာတူရွာသားကကင်နဲ့ M ကိုမတွေ့ရတယ်လို့မမြင်ရတယ်လို့ပဲအဲ့လိုမျိုးပဲဖြတ်သွားတယ်ရှင်မကြည့်ကြဘူးဒါကြောင့် M နဲ့ကင်လည်းအဲ့ဒီရွာတူရွာသားနောက်ကိုလိုက်သွားလိုက်ကြတယ်ရှင်အဲ့ဒီရွာတူရွာသားဘယ်တွေသွားကြလဲဆိုတော့ဖုန်ကြီးကျောင်းတစ်ကျောင်းကိုတွားတယ်M နဲ့ကင်ဖုန်ကြီးကျောင်းနားကိုရောက်တော့ဖုန်ကြီးကျောင်းမှာလူတွေအများကြီးပဲမီးတွေလည်းအများကြီးပဲထွန်းထားကြတယ်ရှင် M နဲ့ကင်ကတယောက်တနေရာခွဲသွားပြီးတော့ရွာသူရွာသားနဲ့စကားလိုက်ပြောတယ်လက်အကူအညီတောင်းတယ်ဒါပေမဲ့ဘယ်သူကမှလည်း M နဲ့ကင်ကိုပြန်မကြည့်သလို M နဲ့ကင်ပြောတဲ့စကားကိုမကြားရတဲ့အတိုင်းပဲတဲ့ရှင် M ပြောက်သွားတာကြတော့အဲ့ဒီဖုန်ကြီးကျောင်းကွင်းထဲမှာကင်က M ကိုလိုက်ရှာတယ်ဘယ်လိုပဲရှာလို့မတွေ့ဘူးအဲ့နဲ့နေရင် M ကထမင်းနဘကန်တဲလာတယ်အမှန်ဆိုအဲ့ဒါထမင်းလို့လည်းခေါ်လို့မရဘူးသူများအဲ့လိုမျိုးရတရားခြေတဲ့အချိန်ပြင်ဆင်ထားတဲ့ထမင်းနဲ့တူတယ်ရှင်အင်းကငပြောဖက်ထဲမှာထည့်ထားတယ် M ကထမင်းနဘကန်ကိုယူလာပြီးကင်ကိုတခုပေးလိုက်တယ်ရှင်ဒီထမင်းကရွာသူရွာသားတွေဟိုတိပင်ကြီးအောက်မှာချထားတာကိုတွေ့လို့ငါယူလာတာလို့ M ကပြောတယ်ရှင်ကင်လည်းအဲ့ဒီထမင်းကိုယူလိုက်တယ်နှစ်ယောက်သားကိုစီထမင်းပကံနဲ့ကင်ထားတယ်ရှင်အဲ့မှာနေရင်သူတို့နှစ်ယောက်ကရွာတူရွာသားတအုပ်စုကသူတို့ရှေ့နားမှာထိုင်ပြီးဝိုင်းနေကြတာကိုသူတို့တွေ့တယ်သူတို့လည်းအဲ့ဒီရွာတူရွာသားဝိုင်းနေတဲ့နေရာနာကိုလမ်းလျှောက်သွားလိုက်တယ်တွားကြည့်ရပေါ့ရှင်ရွာတူရွာသားတွေဘာလုပ်နေကြတယ်လဲဆိုတာသူတို့အဲ့ဒီရွာတူရွာသားစီနာကိုရောက်တော့အဲ့ဒီရွာတူရွာသားတအုပ်စုကထမင်းတွေဝိုင်းစားနေကြတယ်အစပိုင်းသူတို့ကြည့်တော့ပုံမှန်အတိုင်းပဲဒါပေမဲ့သူတို့နီးနီးကကတ်သွားပြီးသွားကြည့်တော့အဲ့ဒီရွာသူရွာသားတွေစားနေတဲ့အရာကရိုးရိုးထမင်းဟင်းမဟုတ်ဘူးအထဲမှာလောက်ကောင်တွေဘာအကောင်တွေမှလည်းမသိဘူးပုတ်တိုးနေတဲ့ထမင်းတွေဖြစ်တယ်သူတို့နှစ်ယောက်အဲ့လိုမျိုးတွေ့တော့လန့်ကြတယ်တယောက်ကိုတယောက်ယုတ်ကြည့်တယ်သူတို့လန့်တဲ့အချိန်မှာပဲ
ရွာသူရွာသားလဲသူတို့ကိုမြင်သွားတဲ့ပုံစံဖြစ်သွားတယ်အဲ့မှာအဲ့ဒီဖုန်ကြီးကျောင်းကွင်းမှာရှိတဲ့ရွာသူရွာသားအားလုံးက M နဲ့ကင်ကိုစိုက်ကြည့်ကြတယ်ရှင်ပြီးတော့ M နဲ့ကင်စီတဖြည်းဖြည်းလမ်းလျှောက်လာပြီးနင်တို့ရောက်ကိုစားမယ်လို့ပြောတယ်ရွာသူရွာသားတွေရဲ့ရုပ်လဲအကုန်လုံးပြောင်းသွားတယ်ရှင်ခုနအစောပိုင်းကလို့ချိတ်ခက်ရိုးရာအင်ကြီးတွေဝတ်ထားတာမဟုတ်ပဲနဲ့တချို့ကပိန်လေတချို့ကအဝတ်အစားတွေပြဲစုံနေတာပဲတချို့ခါကျတော့အရက်အရှိဖြစ်သွားတယ်အကုန်လုံးကကြောက်စရာရုပ်တွေကြဲကြဲပဲကင်နဲ့ M အဲ့လိုမျိုးတွေ့တော့အဲ့ဒီဖုန်ကြီးချောင်းကွင်းထက်ကအမြန်ပြေးထွက်လာလိုက်ကြတယ်ရှင်ပြီးတော့သူတို့ကားလမ်းမှာပြန်သွားကြတယ်သူတို့နှစ်ယောက်အရန်ကြောက်နေတဲ့အချိန်မှာပဲကားတစီကသူတို့နားကိုရောက်လာတယ်ကားမောင်းတဲ့သူကအဖိုးကြီးဖြစ်တယ်ရှင်သူတို့အဖိုးကြီးရဲ့ကားကိုတွေ့တော့အကူညီတောင်းလိုက်တယ်အဖိုးကြီးလည်းကားရက်ပြီးသူတို့နှစ်ယောက်ကိုကားပေါ်တက်ခိုင်းလိုက်တယ်ရှင်အဖိုးရဲ့ကားကပီကပ်ကားဖြစ်တယ်ရှင်အဖိုးကသူတို့နှစ်ယောက်ကိုအနောက်ဘက်မှာသွားထိုင်ခိုင်းတယ်ပြီးတော့အဖိုးလည်းကားမောင်းပြီးအိမ်ကိုပြန်သွားလိုက်တယ်အိမ်ရောက်မှအဖိုးကသူတို့နှစ်ယောက်ရဲ့အကျိုးအကြောင်းကိုမေးတယ်သူတို့နှစ်ယောက်လည်းအကျိုးအကြောင်းပြောပြလိုက်တယ်ရှင်အဲနောက်အဖိုးလည်းရဲကိုဖုန်းဆက်အကြောင်းကြားပေးလိုက်တယ်ရဲလည်း M နဲ့ကင်ကားမောက်ထားတဲ့နေရာကိုတွားကြည့်တယ်ရှင်ရဲကကားကိုတွားကြည့်ပြီးမှအဖိုးအိမ်ကိုလိုက်လာပြီးရဲကအဖိုးအိမ်ကိုရောက်တယ်နဲ့ကားထဲမှာအလောင်းတစ်လောင်းတွေ့တယ်လို့အဖိုးကိုလာပြောတယ်ရှင်ကင်နဲ့ M အဲ့လိုမျိုးကြားတော့လန့်သွားကြတယ်ဘာလို့လဲဆိုတော့ကင်နဲ့ M နှစ်ယောက်သားကားစီးလာတယ်ရှင်ဘယ်သူကမှလည်းသူတို့နဲ့မလိုက်လာရဘူးကားထဲမှာတွေ့တဲ့အလောင်းကဘယ်သူအလောင်းဖြစ်မလဲရှင်ဒါကြောင့်ကင်နဲ့ M ကယုံရှင်ကြဘူးဒါကြောင့်မတော်တဆဖြစ်တဲ့နေရာကိုလိုက်သွားတယ်ရှင်အလောင်းကအဲ့ဒီနေရာမှာရှိနေတော့မို့ကင်အဲ့ဒီနေရာကိုရောက်တော့ပိတ်စားဖြူနဲ့ပိတ်ထားတဲ့အလောင်းကိုသွားဖွင့်ကြည့်လိုက်တယ်ဖွင့်ကြည့်တော့အဲ့ဒီအလောင်းက M ရဲ့အလောင်းဖြစ်နေတယ်ဆုံးသွားတဲ့သူက M ဖြစ်တယ်ရှင်ကင်သူမယုံနိုင်ဘူးဘာလို့လဲဆိုတော့သူတညလုံး M နဲ့ရှိနေတာ M နဲ့အတူတူအဖိုးအိမ်ကိုလိုက်ပြန်သွားတာကင်သူအဖိုးပြောတယ်အဖိုးကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းအဖိုးအိမ်ကိုလိုက်ပြန်သွားတာနော်ကျွန်တော်တငယ်ချင်းမဆုံးသေးဘူးအဖိုးလည်းတွေ့တယ်မလားလို့ကင်ကအဖိုးကိုမေးတယ်အဖိုးကပြောတယ်တားကတယောက်ထဲကားပေါ်တက်လာတာတားတယောက်ထဲလမ်းဘေးမှာရက်တာအဖိုးကတားတယောက်ထဲတင်လာတာပြီးတော့တားကကားနောက်ဖက်မှာတယောက်ထဲစကားပြောတာကိုအဖိုးတွေ့မိတယ်တတိထားမိတယ်အဖိုးအိမ်ရောက်တဲ့အထိတားကတယောက်ထဲစကားပြောနေတာလို့အဖိုးကပြောတယ်ရှင်အမှန်တော့ကားမတော်တဆဖြစ်တာနဲ့ M ကဆုံးသွားတယ်အဲနောက်ကင်က M ရဲ့ဝိညာဉ်နဲ့ရှောက်သွားတာရှင်အဲ့ဒီအဖြစ်အပျက်ဖြစ်ပြီးတဲ့နောက်ကင်ကဦးစင်းဝတ်လိုက်တယ်ရှင်အဲ့ဆိုသူတို့တွေ့ခဲ့တဲ့ရွာသူရွာသားတွေကရောပါလေရှင်မပြက်မကွက်မပြဝယ်ယူအားပေးလို့ရတယ်နော်ရှင်ရွှေအိမ်ထုတ်ထားတဲ့ရှီရာမီက